နောက်တစ်ခုကကျွန်တော်တို့ဒီနေ့ NUG နဲ့ KNL ကြားညီစွန်းသွားတဲ့ပြဿနာပေါ့နော်အခုတော့သူတို့ပြေလည်ပြီလို့တော့ကြားတယ်ဖြစ်စဉ်ကတော့ဒါမနေ့ကတော့မနေ့ကပေါ့နော်ဖြစ်တာပေါ့နော်ဖြစ်တာကဘာလဲဆိုတော့သူတို့ဒီ NUG တိုင်ရင်ရလူတွေကိုဟောနေက KNL ပေါ့ KNL ဖွဲ့တွေကဖမ်းတယ်ပေါ့ဗျဖမ်းတယ်ဆိုပြီးတော့ပြဿနာထပ်တက်ကြတယ်ထပ်တက်ကြပြီးတော့ရောက်40ကျော်50တီပါကိုဖမ်းသွားတဲ့ဇာတ်လမ်းတစ်ခုမနေ့ကဖြစ်ပါတယ်ဖြစ်တော့ကျွန်တော်တို့လည်းဒါဘာဖြစ်တာလဲပေါ့နော်ဘာဖြစ်တာလဲပေါ့ဆိုတော့ဒီတနင်္လာရီတိုင်းဒေသကြီးစစ်ဌာနဒုတိုင်ရင်ဒုတိုင်မှုဒိုရာအပါဝင်စုစုပေါင်းလူ50လောက်ကိုတဲ့နော်တဝဲမှာဟိုဖြစ်တဲ့တဝဲမှာဖြစ်တဲ့ဒီ KNU ရဲ့တိုင်ရင်လေးရဲ့ဒါတဝဲခင်အမှတ်နဲ့တိုင်ရင်sorry တိုင်ရင်လေးရဲ့စနစ်တမလေးရဲ့တိုင်ရင်စနစ်ကနော်အဲ့ပုံကိုယ်တွေသူတို့တွေဖမ်းထားတယ်ပေါ့ဘာလို့ဖမ်းလဲဆိုတော့သူဖမ်းပြီးလက်နက်တွေကဖြုတ်သိမ်းလိုက်တာဖြစ်တယ်ဘာလို့ဖမ်းလဲဆိုတော့သူတို့နယ်မြေကိုဖျက်ဆီးနေပေါ့ဗျာဖျက်ဆီးတဲ့ခါမှာကျွန်တော်ထင်တယ်သူတို့ချင်းလဲကြည့်ရတာနယ်မြေကိစ္စတွေမှာကြော်ကြတဲ့ဇာတ်လမ်းတွေရှိကြမယ်ထင်တယ်အဲ့တော့ကြော်ကြလွှားကြတဲ့အတွက်တိတ်မကြိုက်ဘူးပေါ့ဗျာအဲ့ဒါနဲ့နောက်ဆုံးဟိုချင်းညှိကြတဲ့သဘောပေါ့နော်ညှိကြည့်ကြပေါ့ဒါတော်တော်လေးမနှိမ့်ညမနေ့ကတော်တော်လေးအော်တောင်းနေဖြစ်သွားတဲ့ဇာတ်လမ်းပြမနေ့အော်တောင်းဖြစ်သွားတာကျွန်တော်လည်းအဲ့ဒါကိုဒေချာတော့မတော်ဘူးပေါ့နော်ဆိုတော့ဒီ KNL ရဲ့တိုင်ရင်စနစ်နယ်မြေကိုဟိုဖွဲ့လိုက်ကဖြတ်တန်းတယ်ပေါ့နော်ဖြတ်တန်းတဲ့အခါမှာပေါ့နော်ဖြစ်တဲ့ဇာတ်လမ်းလေးပေါ့နော်ပြောတော့ကျူတင်ခုပြချက်မတောင်းပေါ့ဗျာဖြတ်တိုင်းကျူတင်ခုပြချက်မတောင်းဆိုတဲ့ပုံမျိုးယူဆပါတယ်အဲ့ဒီမှာထားပြီးပြဿနာတွေကြည့်ရတာညှိကြတာပေါ့နော်ဆိုတော့ဒီဇလန်းတွေကတော့ကရင်ပြည်နယ်ထဲမှာနောက်ပိုင်းမှာဖြစ်လိဖြစ်တာရှိတဲ့ဇလန်းတွေတခုအဲ့တော့ကရင်ပြည်နယ်ထဲမှာရောက်နေတဲ့ PDF တွေနဲ့ဒီ PDF တွေနဲ့လက်နက်ကင်တွေကြားမှာက KNU တို့ DKB တို့ကြားမှာကဟိုနောက်ပိုင်းမှာတဖြည်းဖြည်းနဲ့ဘလို့မှသူအားပြိုင်မှုတွေရှိလာတယ် PDF တွေသူ့အတူရက်တီရှင်တမှုခက်ခဲတယ်ဘာလို့လဲဆိုတော့သူ့နယ်မဟုတ်သူ့ဒေသမဟုတ်သူ့အတူလက်နက်ကင်ပြီးတော့ဒဇင်ထောင်ထားရင် KNU ကလည်းကြည်နေမှာမဟုတ်ဘူးဒီလိုပဲ DKB ကလည်းကြည့်နေမှာပေါ့ရှင်းပါအဲ့တော့ဘလို့ဖြစ်အရှင်းခံနိုင်တယ်ဒီမှာပါတယ်အဲ့ဒါကြောင့်ပြောရရင်သူတို့အောက်ကိုဝင်ခြင်းတော့သွားမယ်ပေါ့ဗျာဒါမျိုးပြောချင်တာသူတို့အောက်ကိုဝင်ခြင်းတော့သွားမယ်ဒီသဘောမျိုးတွေ့ရတယ်အဲ့တော့ကျွန်တော်တို့ပွင့်လည်းပြောရင်ဒါအခြေအနေကြည့်ပြီးတော့သူတို့ညှိတာနိုင်ကြတယ်ပေါ့ဗျာညှိတာနိုင်ကြတော့အခုတော့ပြေလည်မယ်ပြန်လွတ်မယ်ဘာညာပြောရင်မယ်ကျွန်တော်ထင်တယ်ခုနောက်ပိုင်းတဖြည်းဖြည်းနဲ့ DKB အောက်ကိုဝင်သွားကြတယ်အများကြီးပဲအခုကျွန်တော်သွားဖို့ပြေခဲ့တဲ့နေရာတစ်ခုမှာတော့ဒါDKB အများကြီးပဲနောက်တော့ BGF တွေအများကြီးပဲဒါပေမဲ့ DKB ရဲ့အောက်မှာကတ်ခွာဗတ်စိတ်နဲ့နေကြတဲ့ PDF တွေအများကြီးပဲဆိုတော့ကျွန်တော်မသွားဘဲနဲ့ခီအဲ့နေရာတခုနောက်ပြန်ဆုတ်ထားတာအခုရှိရကျွန်တော်သွားမယ်ကရင်ပြည်နယ်ဘက်ချန်တီကျွန်တော်သွားမယ်နေရာတခုတော့အဲ့လိုနောက်ပြန်ဆုတ်ထားရတယ်ဘာလို့ဆိုတော့ဒီ PDF တွေရှိနေလို့ DKB တစိတ်ကတ်ထားပေမဲ့ PDF တွေဖြစ်နေတယ်အဲ့လိုတွေအများကြီးပဲဆိုတော့တို့တွေလည်းလမ်းကြောင်းတွေကပျောက်လာကြပြီပေါ့နော်တို့တချို့တွေလည်း PDF တွေဒါပေမဲ့တစ်ဖက်မှာဖြစ်သွားလဲဆိုတော့ဒီ KNL ပေါ့နော်ကရင်တပ်ထဲမှာဝင်သွားတာတွေဖြစ်ကုန်တယ်တို့ PDF တွေဖြစ်နေတီးခြားရက်တီဖို့တဖြည်းဖြည်းနဲ့ခက်ခဲကြက်တဲလာတော့တွေ့ရတယ်ဒါတော့နောင်ဖြစ်လာမယ့်အထက်မှာတခုစပြီးတော့ဖြစ်တယ်လို့ပြောအောင်လို့ဖြစ်တာပေါ့နော်ဒါလေးတော့ဒုတိယ issue ဖြစ်နေပြောပြတာ